မင်္ဂလာပါရှင်စာချုပ် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကျွန်မကတော့စာချုပ်ပါစေဝါပညာရှင်တယောက်ဖြစ်ပါတယ်ရှင်ဒီနေ့မှာတော့ချောင်းဆိုးပြောက်ဆေးတွေကိုကိုဆိုးတဲ့ချောင်းအမျိုးအစားပေါ်မူတည်ပြီးတော့မှဘယ်လိုရွေးချယ်ဝယ်ယူရမလဲဆိုတာကိုကျွန်မကဒါရှင်းပြပေးသွားမှာဖြစ်ပါတယ်ရှင်ချောင်းဆိုးပြောက်ဆေးကတော့အဓိကကတော့မျိုးစား၃မျိုးရှိတယ်ပေါ့နော်မြူကိုလစ်တစ်ရဲ့နောက်ဒါ expectorant ရဲ့ anti-toxic ဆိုပြီးတော့၃မျိုးရှိပါတယ်မြူကိုလစ်တစ်ကတော့ဗာလဲဆိုလို့ရှင်ချဲပျော်စေးပါ expectorant ကြတော့ဒါတလိပ်တွေပါတွေအကုန်လုံး productive ဖြစ်ပြီးတော့မှဒါချောင်းဆိုးပျောက်သွားစေတဲ့ဆေးပေါ့နော်ချောင်းဆိုးလိုက်ပြီးတော့မှတလိပ်တွေကုန်ပြီးတော့မှချောင်းဆိုးပျောက်သွားစေတဲ့ဆေးမျိုးပါနောက်ဒီ anti-toxic ဆိုတာကတော့ချောင်းဆိုးတာကိုလုံးဝရက်သွားစေနိုင်တဲ့ဆေးမျိုးဆိုပြီးတော့အဓိကကတော့ဒီချောင်းဆိုးပျောက်စေနဲ့ပတ်သက်ပြီးတော့အဓိကပေါ့နော်၃မျိုးရှိတယ်ဒါပေမဲ့တချို့ချောင်းဆိုးပျောက်ဆေးတွေမှာလည်းဒီလေချောင်းရတာတွေပါတွေတတ်တာစေဖို့တော့ဆို antihistamine လို့ဟာမျိုးပေါ့နော်အဲ့လိုဟာမျိုးတွေဒါထည့်တာလည်းရှိတယ်ပေါ့နော်အဲ့တော့ပထမဆုံးပေါ့နော်မြူကိုလစ်တက်မှာကြတော့ဘယ်လိုဆေးတွေလဲဆိုလို့ရှင်အစီတိုင်း system ကာဘို system ပေါ့နော်ဒါဥပမာပေါ့နော်အခြားမြူကိုလစ်တက်တွေလည်းအများကြီးရှိတယ်ဒါအသုံးများတဲ့မြူကိုလစ်တက်ပေါ့အစီတိုင်း system ကာဘို system ဆိုတဲ့ဒီဆေးတွေကိုဒီမြူကိုလစ်တက်ချွဲပျော်ဆေးတွေအနေနဲ့အသုံးပြုကြတယ်ပေါ့နော်အဲ့ဒါဆိုရင်ချွဲပျော်ဆေးကိုကျမတို့ကဘယ်လိုချောင်းဆိုးတဲ့အခါမှာသုံးမလဲပေါ့နော်ဘယ်လိုချောင်းဆိုးတဲ့အခါမှာသုံးမလဲဆိုလို့ရှင်ကျမတို့ကဒီကျမတို့ချောင်းဆိုးလိုက်တဲ့အချိန်မှာပေါ့နော်ကျမတို့ရဲ့ဒီ flan ပေါ့နော်ဒီတတွေးပေါ့ဒီ mucusတလိပ်ကအရင်ပြစ်နေမယ်ပေါ့ပြစ်ပြီးတော့မှချွတ်ချွဲဖြစ်နေမယ်ပြီးသွားလို့ရှင်ချောင်းဆိုးလိုက်တာပဲရှိတယ်တလိပ်ထွက်သွားတာပဲရှိတယ်မတက်တာဘူးပေါ့နော်မတက်တာဘူးအဲ့လိုမျိုးကြီးဖြစ်နေတယ်ဆိုလို့ရှင်ဒီမြူကိုလစ်တက်ပေါ့နော်ဒီချွဲပျော်စေကိုပေးလို့ရတယ်ခုနကတော့ပြစ်နေတဲ့ဒီချွဲတွေကိုသူကပို့ပြီးတော့မှကျဲသွားအောင်လို့ဒီမြူကိုလစ်တက်ပေါ့နော်အစီဆိုင် system ကာဘို system တွေကကူညီပေးတယ်ချောင်းဆိုးပြီးတော့မှတလိပ်ကိုထုတ်ရတာတလိပ်ကနည်းနည်းကျဲသွားတဲ့ခါကျလွယ်သွားတယ်ပေါ့နော်အဲ့တော့ဒီချောင်းဆိုးပြောက်ဆေးတွေပေါ့နော်ဒီမြူကိုလစ်တက်ချဲပျော်ဆေးတွေကိုဘယ်လိုအခြေအနေမှာသုံးမလဲဆိုလို့ရှင်ဒီ chest congestion လို့ခေါ်တာပေါ့ဒီရင်ဘတ်ထဲမှာပေါ့နော်ဒီလေးပြုံတစ်လျှောက်လုံးနဲ့အဆုပ်တွေမှာတလိပ်တွေနဲ့ပြည့်နေတာဟိုမှာကွာနမိုးနီးယားဖြစ်နေတဲ့လူနာမျိုးပေါ့နော် chronic obstructive pulmonary disease ဆိုတာရှိ COPD ပေါ့နော်အဲ့လိုမျိုးယောဂဖြစ်နေတဲ့လူနာမျိုးပေါ့နော်ပြီးတော့ဒီချောင်းဝဆိုးနေတဲ့ခုနပြောသူတလိပ်ကထွက်ပေမဲ့တော့လုံးဝမတက်တာဘူးပေါ့နော်ကြားတဲ့ခါကျရင်ဘတ်တွေနားတယ်မအိမသာခံစားရတယ်ပြီးတော့ဒီချွဲတွေကလည်းအရင်ပြည့်နေမယ်ထွက်တဲ့ချွဲတွေကလည်းအဖြူရောင်အစိမ်းရောင်အဲ့လိုမျိုးတွေပေါ့နော်ဖြစ်နေမယ်ဆိုလို့ရှိရင်တော့ကျမတို့ကဒီမြူကိုလစ်တစ်ကိုတုံးလို့ရတယ်ပေါ့နော်အဲ့တော့ကိုကအဲ့လိုမျိုးချောင်းဆိုးနေလားတလိပ်တွေအရင်ပြစ်ပြီးတော့မှရင်ဘတ်ထဲမှာကြက်ကြက်ကြီးဖြစ်နေလားဆိုလို့ရှိရင်အဲ့လိုမျိုးဆိုလို့ရှိရင်တော့ကျမတို့ကခုနကအစီတိုင်း system ကာဘို system ပေါ့ကျမမှတ်မိတယ်လို့ဆိုစောင်းမြူလို့ပါလို့ပေါ့နော်အဲ့လိုမြူစောတို့အဲ့လိုဟာမျိုးတွေဒါသုံးလို့ရတယ်ပေါ့ဒါကတော့ဒါမြူကိုလစ်တက်နဲ့ပတ်သက်ပြီးပြောတာပါရှင်နောက်တစ်ခုကကျတော့ဗာလဲဆိုလို့ရှိရင် expectorant ပေါ့နော် expectorant ကကျတော့ဗာတွေလဲဆိုလို့ရှိရင်တော့ expectorant နဲ့မှာဒါနာမည်လဲကြီးတယ်ဆရာဝန်တွေလည်းတော်တော်ကြိုက်ကြတာ choir fansen ပေါ့နော်သူကဘာလုပ်ပေးလဲဆိုလို့ရှိရင်ဒီပေါ့နော်ဒီတတွေးတွေတလိပ်တွေကိုအပြင်ကိုချောင်းဆိုးတာနဲ့သူပါသွားအောင်လို့သူလုပ်ပေးလိုက်တယ်ပေါ့လုပ်ပေးလိုက်တယ်ပေါ့ဥပမာအဖြစ်ကွာချောင်းဆိုးမယ်အဲ့မျိုးကိုဒီ expectorant ပေါ့နော်ဒီ expectorant ကိုဘယ်လိုအချိန်နေမှာတောင်းရမလဲဆိုလို့ရှိရင်အေးမိပြီးတော့ဆိုးတဲ့ချောင်းတွေပေါ့နော်တခါတည်းကျရင်ချောင်းဆိုးတဲ့အချိန်မှာပေါ့နော်တခုခုရရှင်မထဲမှာလှုပ်သွားသလိုမျိုးကြီးပဲမကောင်းဘူးပေါ့နော်အဲ့လိုကြီးဖြစ်တယ်ပြီးတော့ခုနလိုမျိုးတက်လိပ်ကခုနမြူကိုလစ်တွေတောင်းတော့မလောက်မဟုတ်ပေမဲ့လည်းတလိပ်တွေထွက်တယ်ပေါ့ဒါပေမဲ့ तू ကကြတော့ချောင်းအဲ့လိုမျိုးကိုချောင်းဆိုးချင်တယ်အဟုတ်ဆိုချောင်းဆိုးပြီးသွားတဲ့အခါမှာလည်းကောင်းသွားတယ်တက်တာသွားတယ်အဲ့လိုမျိုးချောင်းမျိုးပေါ့နော်ပြီးတော့တစ်ခါလေတအားကြီးဆိုးလာတဲ့အချိန်မှာလေချောင်းတွေကနေပြီးတော့ရင်ဖတ်ထရံတွေအတန်တွေကြားရတယ်ပေါ့နော်ဒီခါဆိုပြီးအဲ့လိုမျိုးအတန်တွေကြားရတယ်ချောင်းမျိုးပေါ့6ကြီးမဟုတ်ဘူးချောင်းကပြောရမယ်ဆိုလို့ရှိရင်ကိုကချောင်းဆိုးချင်နေတယ်အချောင်းလေးဆိုးလိုက်တယ်ဆိုတက်တာသွားတယ်ဆိုရင်ဒါဒီကျမတို့က choir fansen လို့ expectorant ကိုဒါတောက်ရမှာပေါ့နော်ဒီလိုမျိုးချောင်းကဘယ်လိုအချိန်နေမှာဆုံးဒီဆိုးတက်လဲဆိုလို့ရှိရင်နော် bronchite တွေတော့လေချောင်းရှားတာလေချောင်းရှောင်တာပေါ့နော်လေးပြုံရောင်တာတို့နောက်တစ်ခုကကျတော့ဒီပေါ့နော်အေးမိတာပေါ့ infection ရတာနောက်ဒီခုနပြောသလိုပေါ့နော်လေးပြုံရောင်တာတို့ဘာလို့အဲ့လိုမှာဆိုလို့ရှိရင် तू ကဒါဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ဒီမှာအရေးကြီးတာကကျတော့ကျမတို့ကဒီလိုချောင်းမျိုးကကျတော့သူ့ကိုပေါ့နော်တွားပြီးတော့မှရက်ခိုင်းလို့မရဘူးချောင်းဆိုးလိုက်တဲ့အချိန်မှာတက်တာပါဆိုတော့ဒီတလိပ်တွေထွက်တာအောင် तू အကုန်လုံးစိုးခိုင်းလိုက်တာပေါ့နော်
အဲ့လိုအချိန်ဒီမှာကျမတို့က destro လို့ဆေးမျိုးကိုတွားပြီးတော့တုံးလိုက်မယ်ဆိုလို့ရှိရင်အထက်မှာတက်လိပ်တွေကြံပြီးတော့မှဒါအဆင်မပြေဖြစ်တတ်တယ်ပေါ့နော်အားကြောင့်မလို့ဒီလိုချောင်းမျိုးဆိုရင်ကျမတို့ destro လို့ဆေးမျိုးမတုံးမဲနဲ့ဒါလုံးဝကိုဒါခွာဖန်ဆဲကိုပဲတွားမှာပေါ့တစ်ခါလေကြားလို့ရှိရင်အဲ့ဒါကြောင့်မလို့လေဆေးဆိုင်ကိုတွားတယ်ချောင်းဆိုးတယ်ချောင်းဆိုးပြောက်ဆေးပေးပါဆိုပြီးတော့ပြောလိုက်တယ်တေချာမပြောဘူးဆေးဆိုင်ရောင်းတဲ့လူကလည်းရောင်းဆိုပြီးတော့ပေးလိုက်တယ်အဲ့မှာကိုစိုးနေတဲ့ချောင်းတွေခုနလိုမျိုးဒါ expectorant တောင်းမှပြောင်းမဲ့ချောင်းမျိုးကို destro ပေးလိုက်လို့ destro တောက်လို့ရှိရင်အဲ့ဒါပို့ပြီးတော့မှချောင်းဆိုးတာဆိုးရတတ်တယ်ပေါ့နော်အဲ့ဒါကျမတို့ကသတိထားရမှာပေါ့နောက်တစ်ခုကကျတော့နောက်ဆုံးချောင်းဆိုးပြောက်စေရကြတော့ဗာလဲဆိုလို့ရှိရင် anti toxic ပေါ့ anti toxic ကတော့ရှင်းပါတယ်သူကချောင်းဆိုးတဲ့ process ကြီး reflex ကြီးတစ်ခုလုံးရပ်ပလိုက်တာသူကကြာဘလို့ချောင်းဆိုးလဲဆိုချောင်းကတလိုက်မပါပဲနဲ့6ချောင်း6ကြီးဆိုးတယ်ပေါ့နော်တစ်ခါလေးကြားလို့ရှိရင်ကျမတို့လေဒီဆေးပေါ့နော် ina labore လို့ပါလို့တောက်လို့ရှိရင်အဲ့လိုချောင်း6ကြီးဆိုးတတ်တယ်ပေါ့ဒါဆိုရင် allergy ဖြစ်လို့ဆိုးတဲ့ချောင်းတွေပေါ့တစ်ခါလေးကြားလို့ရှိရင်အေးမိတာကြာပထမဆုံးအဲ့လိုချောင်း6ကြီးဆိုးတာဆိုးပြီးတော့မှတခါခုနလိုမျိုးချောင်း productive ကပြန်ဆိုးတယ်ပေါ့နော်တက်လိုက်ပါလာတာဆိုတော့အဲ့တော့အကြလို့ရှိရင်တော့ကျမတို့ကချောင်းကိုကဘလို့ဆိုးနေလဲပေါ့ချောင်းဆိုတော့တက်လိုက်မပါဘူး6ကြီးဆိုးနေဆိုရင်တော့ခုနလိုမျိုးဒီ anti toxic သွားမယ်ပေါ့နော်ဒီ destro ပေးမယ်ပြီးတော့မှချောင်းကမဟုတ်တော့ဘူးတတွေးတွေပါလာပြီးတလိပ်တွေပါလာပြီးဆိုတော့ခုနလို guava fansin ဒါပြန်ပေးတယ်ပေါ့တချို့ဆေးတွေကြတော့လေအားကြောင့်မလို့လေ destro နဲ့ guava fansin အပေါင်းတွေပါလေထွက်တယ်ပေါ့နော်အဲ့လိုမျိုးအကုန်လုံးပေါင်းမိသားပေါ့လေဒီအေးမီတော့အဲ့လိုမျိုးလေးထွက်တာလည်းရှိပါတယ်ရှင်အဲ့ဒါကြတော့ဒီပေါ့နော်အန်တီတက်ဆက်တွေကဘယ်မှာအတော့ဝင်လဲဆိုညချောင်းလို့တညာလုံးချောင်းတွေစိုးနေတယ်လေချောင်းတွေရားပြီးတော့တလိပ်လည်းမထွက်ဘူးချောင်းကြောက်ကြီးအဲ့လိုလည်းမရဘူးဆိုလို့ရှင်တော့ तू ကဒီချောင်းဆိုးတဲ့ process ကြီး reflex ကြီးတစ်ခုလုံးရက်စေလိုက်တဲ့အတွက်ကြောင့်မို့ဒီအန်တီတက်ဆက်တွေကတော့အဲ့လိုဟာမျိုးဆိုရင်ဒါအဆင်ပြေတယ်ပေါ့နော်အဲ့တော့ကျမတို့ကပြန်ပြီးတော့အချုပ်ပြန်ပြောရမယ်ဆိုလို့ရှိရင်အဲ့တော့ဘလို့ရွေးပြီးတော့ဝင်မလဲဆိုရင်ကဲပထမဆုံးနံပါတ်1ပေါ့နော်ကိုယ့်ရဲ့ချောင်းဆိုးတာဒီတက်လိပ်တွေဒီကချွတ်ပြစ်ပြစ်စီတွေဖြစ်နေလားချွတ်ပြစ်ပြစ်စီတွေဖြစ်နေလားတက်လိပ်တွေပါလားချောင်းဆိုးလိုက်ရင်တက်တာလားဟုတ်တယ်ဆိုလို့ရှိရင်ကျမတို့ကဘာသုံးမလဲဆိုလို့ရှိရင်ခုနကmucolytic တစ်ခုခုပေါ့ acetylene system carbon system ဖြစ်ဖြစ်နောက် expectorant တစ်ခုခုပေါ့guava fansin လိုဟာမျိုးသုံးမယ်အဲ့လိုမျိုးချောင်းဆိုးတဲ့နေရာမှာခုနလို cough suppressant ကိုတော့သုံးလို့မရဘူးပို့ဆိုးပါလိမ့်မယ်ပေါ့နော်ကဲအဲ့လိုမှမဟုတ်ဘဲနဲ့ချောင်းတွေကညဘက်တွေလည်းဆိုးတယ်တက်လိပ်တွေလည်းမပါဘူးချောင်းချောက်တွေဆိုးတယ်ဖြစ်နေလားညတွေအိမ်မရဘူးဖြစ်နေလားအဲ့လိုမျိုးဖြစ်တယ်ဆိုရင်တော့ကျမတို့ကခုနကပြောတဲ့ဒီ anti toxic ပေါ့နော် anti toxic ဒီ destro လို့ဆေးမျိုးကိုကျမတို့ကသုံးပေးလို့ရပါတယ်ရှင်အားကြောင့်မလို့ကိုဘလို့ချောင်းမျိုးဆိုးနေတာလဲကိုဆိုးတဲ့ချောင်းပေါ်မူတည်ပြီးတော့မှာပေါ့နော်ဒါဆေးဆိုင်တွေမှာတေချာပြောပြပြီးတော့မှဒီမှန်ကန်တဲ့ချောင်းဆိုးပြောက်ဆေးတွေကိုရွေးချယ်ဝယ်ယူပြီးတော့တောက်သုံးနိုင်ကြပါစေရှင်အားလုံးကျေးဇူးတင်ပါတယ်